Hello မင်္ဂလာပါဒီတစ်ခါမှာတော့ထဲကအရန်လာအိတ်ကလေးပြန်ပြီးတော့မှာဖြစ်ပါတယ်ဒါလေးကတော့ထိုင်ဝမ်အမြင့်လိုင်းပေါ့နော်ဈေးနှုန်းလေးက36,500ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်လွယ်ကျိုးရှည်ကျိုးပြလေးနဲ့လာမယ်ဈေးတီကွင်းနေရအစားလို့ကိုအပြည့်ပါပါတယ်ဒီအိတ်လေးကတော့ CH brand လေးပေါ့နော်ပုံမှန်ဆို2000ကျော်တယ်ဒါလေးကတော့ discount 19,900ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်ပုံစံလေးလည်းအရန်မိုက်တယ် quality နဲ့ဆိုလို့ရှိရင်အရန်တန်ပါတယ်ရှင်ဒီတစ်ခုပြပေးမှလေးကတော့ထိုင်ဝမ်အမြင့်လိုင်းမှာလုံးဝအသားပြောင်တင်တော့ပုံမှန်ပေါ့နော် official ရွှန်စည်းကတ်တီလည်းပါမယ်လေသာသားတော်လေးကောင်းတယ်ပွဲတက်ကင်မဲ့သူတွေဆိုယူတဲ့နယ်ပေါ့နော်ရွှန်စည်းဆိုလို့ရှိရင်လည်းမြန်မာငွေအတွက်တိန့်ချီနေတာလေးကိုမှ32,500ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်ရှင်မျိုးနေနဲ့ထပ်ပြပေးခြင်းတဲ့အိတ်ကလေးကတော့ပွဲတက်ကင်အိတ်ကလေးကိုမှ29,500ကျပ်နဲ့ရရှိမယ့်အိတ်ကလေးဖြစ်ပါတယ်ဒါလေးကပဝါလေးလည်းပါတယ်ပေါ့နော်အတွင်းကလည်းလုံးဝကျဲတယ်အသားတောင်းတင်းနဲ့လာမယ်သူကဂျိုင်းတွေတကြိုးကျိုးရှည်တကြိုးနှစ်ကျိုးပါတယ်ပေါ့နော်ဈေးနှုန်းလေးက29,500မို့လို့အရန်တန်တယ်အိတ်ကလေးကကြတော့ဈေးနှုန်းလေးက19,900ကျပ်နဲ့ promotion discount ရောင်းချပေးမှာဖြစ်ပါတယ်ပုံမှန်2,000ကျော်တဲ့အိတ်ဒီဇိုင်းလေးပေါ့နော်လွယ်ကျိုးရှည်ကျိုးပြနဲ့လာမယ်ချင်းကျိုးပါမယ်ပဝါပါပါမယ်အကုန်လုံးကဖြုတ်လို့တက်လို့ရပါတယ်ရှင်ဒီအိတ်လေးကတော့ပုံမှန်ဆိုလို့ရှိရင်ပေါ့နော်19,900လောက်ရောင်းတဲ့အိတ်ကလေးပါဒါလေးကို16,900နဲ့promotion ရောက်ချပေးမှာဖြစ်ပါတယ်။သူကကြောင့်ဘေးလွယ်ပေါ့ပေါ့ပါလွယ်လို့ရမယ်။ဖုန်းထည့်ပါထည့်အကုန်ထည့်လို့ရပါတယ်ရှင်။တော့ချိတ်လေးလည်းပါပါတယ်။ဒါလေးကတော့ပွဲတက်ကိုင်းပေါ့နော်။သူလည်းထည့်လို့3,000ကျော်ရောက်တဲ့ဒီဇိုင်းလေးပဲ။ဒါလေးက24,500နဲ့ရမယ်။အတွင်းက3ကန့်ပါမယ်။ IT brand ဖြစ်တဲ့ကြောင့် quality လည်းဒါအရန်ကောင်းတယ်24,500နဲ့ဒီအိတ်ကတော့တော်တော်လေးကိုတန်ပါတယ်ရှင်။နောက်ဆုံးတစ်ခုအနေနဲ့ထပ်ပြပေးခြင်းတဲ့ဒီဇိုင်းလေးကတော့အရန်လေးချစ်စရာကောင်းပြီးတော့ quality လည်းတအားမိုက်တဲ့29,500ကျပ်နဲ့ရရှိမဲ့ပွဲတက်ကိုင်းဒီဇိုင်းလေးဖြစ်ပါတယ်။လေသာသားပြောင်ပြောင်တင်းတင်းလေးနဲ့အတွင်း3ကန့်ပါမယ်။လွယ်ကျိုးရှည်အသားလွယ်ကျိုးရှည်ထူထူလေးလာပါတယ်။ဒီဒီဇိုင်းလေးလည်းကြိုက်တယ်ဆို order တင်လို့ရပါပြီ